နေဝင်ချင်းငါအိမ်ကိုလွမ်းနေစိတ်လန်းတဲ့ထောင်ထဲများချမှာဒီငိမ့်တဲ့ထောင်ပေါ်ကမေးဒီရတိုင်းလွမ်းမြဲရည်ဆိုလူဆိုတာတန်နေရတယ်မှာမမြဲကြဘူးဆိုရိုးစကားတိုင်းမှာလိမ့်နေရငါပြန်တန်းခဲ့တာအခုကြတော့အိမ်ထဲဝေးပြီစဉ်ပျော်ရွှင်ခဲ့ဘူးရဲ့ဒီဆိုခဲ့မြေဒီလန့်လေးပေါ်ဒီချိန်မှာငါပြန်လွမ်းမိတာဝေးကြတဲ့တန်ငယ်ချင်းများစွာလူဆိုတာကိုယ်စီအိမ်မက်တွေဖြစ်များဖို့တိဆောက်ကြ